ကဲမိမျိုးလေးရောက်ပြီအရန်စားချင်နေတဲ့လီဆူဟော့ပေါ့လေးသွားစားပြပါတယ်ဒီမှာပါသူကဟော့ပေါ့အပြင်တခြားမီနူးလေးတွေလည်းစုံစုံလင်လင်ရှိပါတယ်ကိုလည်းတစ်ခါမှမစားဘူးတော့မိုးကုတ်အစားအစာလေးတွေဆန်းဆန်းလေးတွေစားချင်တာနဲ့ဒီမုံညင်းပေါင်းလေးကိုလည်းမှာစားဖြစ်တယ်အရသာလေးကတော်တော်ကောင်းတယ်သူကအီလေးနဲ့အထက်မှာစံမှုတ်လေးတွေလိုပါမယ်နဲ့တူတယ်ဒါလေးကတော့ဒါငါးထမင်းနဲ့ပေါ့နော်ကိုကတော့နှစ်မျိုးစလုံးစားကြည့်ပြီးတော့နှစ်ခုစလုံးကိုကြိုက်တယ်အရသာကကိုယ်အကြိုက်ပေါ်ပေါ်လေးလည်းဖြစ်တယ်ပြီးတော့ကျမကြီးနဲ့လည်းအထူးသင့်လျော်တယ်လို့ခံစားရတယ်တခြားသူတွေကြိုက်မကြိုက်တော့မသိဘူးကိုကတော့ဆွဲပြီးမုံညင်းမောင်းအရင်ကြိုက်တယ်ငါးထမင်းနဲ့လေးလည်းကောင်းတယ်ဒါမဲ့ကိုယ်အကြိုက်ဆိုလို့ရှိရင်တော့ငါးထမင်းနဲ့မှာငါးလေးတွေကိုနည်းနည်းလေးပို့ပြီးတော့ထည့်စီခြင်းတယ်သမီးကတော့ချင်းငယ်ဆက်ကြိုက်တဲ့အတွက်သူကတော့ကြက်ချီတော့တုတ်စားတယ်ကိုကတော့အဲ့လိုအရသာပြင်းပြင်းသိမ့်မကြိုက်အားကြောင့်ကိုစားပြစ်တဲ့အရာတွေဆိုလို့ရှိရင်လည်းအရသာပေါ်တာလေးစားတယ်ကြိုက်တယ်ပြီးတော့အဲ့အပြုတ်တွေအရင်ကြိုက်တယ်တော့အခုဆိုလို့ရှိရင်တော့ကဲလာပါပြီကိုလေးစောင့်မျှော်နေတယ်ဒီမှာလီဆူဟော့ပေါ့လာပါပြီအမှန်တော့သူကတော့ယူနန်ဟော့ပေါ့ဖြစ်မှာပေါ့နော်ဒါပေမဲ့လီဆူရွာနေပြီးတော့ရောင်းရင်းနဲ့လီဆူဟော့ပေါ့ဆိုပြီးတော့နာမည်ကြီးသွားတာမေမျိုးမှာမေးလိုက်တော့အိုးအကြီးအသေးရှိတယ်ကိုကတော့၄ယောက်ထဲဆိုတော့အိုးအသေးနဲ့လောက်တာပေါ့နော်ဒါအိုးအသေးလေးသူကကြက်ဝက်အယောလေးမှားလိုက်တယ်အဲ့မှာကြက်သားဝက်သားပါတယ်ပြီးလို့ရှိရင်ငုံလေးတွေပါတယ်ပြီးကြက်ဥလက်ကလေးတွေပါတယ်ပြီးအဲ့ဝက်ခောက်လေးတွေလည်းစားလို့ကောင်းတယ်အောက်မှာတော့သူကအစုံပဲဒီမြစ်ချောက်ပေါ့နော်မြစ်ချောက်ဖတ်တို့မုံကျင်းလေးတွေပြီးပိန်းဥလေးတွေအဲ့ဒါလေးအစုံထည့်ပေးထားတယ်ဒီမြစ်ဖက်လေးလည်းစားလို့ကောင်းတယ်ပြီးတော့အရွက်လည်းသူလက်ဆောင်တပန်းပေးတယ်အဲ့ရွက်ကလေးလည်းအရန်လက်ဆက်တယ်ဂေါ်တခါညွန့်လေးတွေဆိုနုဤနာပဲအမှုလေးတွေလည်းစားလို့ကောင်းတယ်ကဲမိုးအေးလေးနဲ့မိမျိုးရောက်ပြီးဆိုလို့ရှိရင်တော့လီဆူရွာလေးကိုမဖြစ်မနေသွားပြီးတော့လီဆူဟော့ပေါ့လေးစားပါအရန်စားလို့ကောင်းပါတယ်သူဒီမှာနေတဲ့လူဆိုလို့ရှိရင်လည်းဟိုတယ်လူသဘောလေးဒီ resort လေးလို့ပေါ့နော်အခန်းလေးတွေလည်းရှိတယ်ဒါပေမဲ့အခန်းတော့နေတဲ့အတွက်ကြိုတင် booking လုံးမရမယ်လို့ပြောပါတယ်အခန်းစင်းနှုံးလေးတွေကလည်းတတ်တာပြီးတော့ဒီအေးချက်ချက်နေခြင်းတဲ့လူတွေအတွက်အဆင်ပြေပါတယ်လီဆူဟော့ပေါ့စားခြင်းတဲ့သူတွေအတွက်လည်းတည်တံ့လာပြီးစားလို့ရပါတယ်ကဲရောက်ရင်လည်းမြည်ဆန်းကြည့်ပါဦးနော်တတ်တာ